baseball အသင်းဟာခန်းစစ်အားလုံးကိုလိမ္မာပါးနပ်စွာရှောင်ရှားနိုင်ခဲ့ပါတယ်။ဘယ်သူမှမဖမ်းမိနိုင်ခဲ့ပါဘူး။လူတစ်ကစားသမားကအခွင့်အရေးကိုစုပ်ကိုင်ပြီးအိမ်ကွင်းကိုပြန်ပြေးပြီးအောင်မြင်စွာဂိုးသွင်းနိုင်ခဲ့ပါတယ်။ကျွန်တော်စိတ်လှုပ်ရှားစွာအားပေးခဲ့ပေမဲ့ရမတ်ကနောက်ကျနေသေးပါ။အဲ့ဒီနောက်မှာမတန်ဆွမ်းကစားသမားတစ်ယောက်ရဲ့နောက်ွယ်မှာကောင်းကင်တမန်တစ်ပါးပေါ်လာတာကိုကျွန်တော်မြင်လိုက်ရပါတယ်။နီးပြကိုလူစားလဲပေးဖို့တောင်းဆိုခဲ့ပါတယ်။ဖြစ်ပျက်ခဲ့တဲ့ကိစ္စကြောင့်နီးပြကတွတ်ဆုတ်ခြင်းမရှိဘဲသဘောတူခဲ့ပါတဲ့မတန်ဆွမ်းကစားသမားကဘတ်တန်ကိုပေါ့ပေါ့ပပလွှဲရိုက်ခဲ့ပေမဲ့ဘောလုံးကအမခန့်အမြန်နှုန်းနဲ့ထွက်သွားခဲ့ပါတယ်။ပြိုင်ဘက်ကစားသမားကလည်းတုံ့ပြန်နိုင်ခြင်းမရှိပါဘူး။ကောင်းကင်တမန်တွေရဲ့အကူအညီနဲ့ကျွန်တော်တို့မယုံနိုင်တော့အောင်ပြန်လဲကောင်းမွန်လာခဲ့ပါတယ်။ကျွန်တော်မှာအထူးစွမ်းရည်တစ်ခုရှိတယ်ဆိုတာသဘောပေါက်ပြီးနီးပြကကျွန်တော်ကိုအသင်းရဲ့ကံကောင်းခြင်းတင်ကေတအဖြစ်သတ်မှတ်ခဲ့ပါတယ်။ကောင်းကင်တမန်တွေရဲ့လမ်းညွှန်မှုအောက်မှာကစားသမားတိုင်းဟာသူတို့ရဲ့ကန့်သက်ချက်တွေကိုချိုးဖောက်ခဲ့ကြပါတဲ့အသင်းဟာဘိုးလူပွဲအထိတက်လန်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘိုးလူပွဲနေ့မှာကောင်းကင်တမန်တွေကိုကျွန်တော်မမြင်ရတော့ပါဘူး။သူတို့ရဲ့အကူအညီမပါဘဲကျွန်တော်တို့နောက်ကျကျန်နေခဲ့ပါတယ်။ဒီအချိန်မှာဖျားသခင်ကပြန်ပေါ်လာခဲ့ပါတယ်။သူကကိုအားကိုးယုံနဲ့ရမယ်တကယ်အောင်ပွဲခံနိုင်ပါမလားလို့မေးတယ်ပြီးတော့သူပျောက်သွားတဲ့ပွဲကအရေးကြီးတဲ့အချိန်ကိုရောက်နေပြီဆိုတော့ကျွန်တော်အံ့အားသင့်သွားတယ်။ပြိုင်ဘက်ကဂိုးသွင်းနိုင်တဲ့ချန်ပီယံဆုဆုံးရှုံးရလိမ့်မယ်ပစ်ချသမားကအရန်စိတ်လို့တားနေတဲ့နီးပြရဲ့နှစ်သိမ့်မှုကအတုံးမဝင်ဘူးအဲ့ဒီအချိန်မှာကျွန်တော်ရှေ့ကိုတိုးလာတဲ့လက်နှစ်ဖက်ကိုအတင်းဝေရမ်းပြီးပရိသတ်တစ်ခုလုံးကိုအားပေးဖို့ဥဆောင်ခဲ့တဲ့ကောင်းကင်တမန်တွေကဘယ်တော့မှမထွက်သွားဘူးလို့ကျွန်တော်သူ့ကိုအော်ပြောလိုက်တယ်ဒီမြင်ကွင်းကပစ်ချသမားကိုတတိရှိစေတယ်သူ့ရဲ့အစွမ်းကုန်သုံးပြီးပြည့်စုံတဲ့ပစ်ချမှုကိုပစ်ခဲ့တဲ့တိုင်ဘက်ကအောင်မြင်စွာပြစ်နိုင်ခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာသူထွက်သွားခဲ့တဲ့အားကစားကွင်းတစ်ခုလုံးပောက်ကွဲသွားတယ်နောက်ဆုံးတော့ကျွန်တော်တို့ပွဲကိုအနိုင်ရခဲ့တယ်မင်းယုံလား